여러분, 수야로 디닐리라면 자가본가 내내로 아산이들라. 다음에 세운 사보 가운데 다올리라비도 여러분은 리자가본고 니라이나 똥필랑멜로 수야티네. 깨라서인 살라이 잠라. 내 코가 썩자. 내가로 여러분들의 다잉아예. 코가로 뽕만 소인 나강모 디마로 나이로 동메. 나의 나이가 썩자서 땀이다 아과웨 땀이다 아시오 뼈라. ဒါကြောင့်မို့လို့နေခိုကစော့ကြငါရဲ့နှာရည်က1မီတာလောက်ရှိတယ်။ဘာလို့ပြောချင်တာလဲပေါ့နော်။ရတော့နှာရည်ယူဘူးတယ်မလား။ဒါမဲ့1မီတာလောက်ရှိအောင်တော့အဲ့လောက်ကြီးတော့နှာရည်မယူလောက်ဘူးနော်။ဒါဆိုရင်ဒီစကားပုံကနှာရည်1မီတာလောက်ကျနေတဲ့အတွက်ကြောင့်မလို့သူများကိုလည်းမကူညီနိုင်ဘူး။သူများနဲ့လည်းစကားမပြောနိုင်သေးဘူး။တခြားလုပ်ငန်းရင်လို့မလုပ်နိုင်သေးဘူး။ဒီနှာရည်ကိုပဲမလုပ်နေရ။ဂယူးဆိုင်နေရတယ်ပေါ့နော်။ဒါကြောင့်သူ့ရဲ့အဓိကဆိုလို့ရင်ဒီသူများကိုကူညီဖို့နေနေတာကိုယ့်အကိုယ်တော်တိုင်ပန့်နေကိုယ့်အကိုယ်တော်အနိုင်နိုင်ဖြစ်နေကိုယ့်အကိုယ်တော်ရှုံနေရပေါ့နော်ကဲဒါဆိုလက်တွေ့ဘဝတွေမှာတုံးကြည့်အောင်တငယ်ချင်းကကိုယ့်အကူညီတောင်းနေပေါ့နော်တငယ်ချင်းကငါ့ကိုစားလေးဒါလေးရှင်းပြပါအောင်နော်ငါ့ကိုဒီတခန်းလောက်ကူလုပ်ပေးပါအောင်ကိုကလည်း topic ကမကြခင်မှာရက်ကရောက်တော့မယ်အရန်ကိုမှရှုံနေစားရလည်းမရသေးဘူးအဲ့လိုမျိုးဆိုရင်ညင်းမယ်ပေါ့미안해 지금 내 코가 썩자라서 못 도와줘 sorry ပါဟာအခုငါနာရီက1မီတာလောက်ဖြစ်နေလို့မကူညီနိုင်သေးဘူးပြောချင်တာငါကုတ်ငါတော့အနိုင်နိုင်ဖြစ်နေလို့ငါကုတ်ငါတော့တိုင်ပတ်နေလို့မကူညီနိုင်သေးဘူးပေါ့နော်ကဲနောက်ထပ်လည်းတယောက်ကအကူညီတောင်းမယ်ဆိုရင်ဒါမျိုးလေးပြန်ပြီးတော့ညင်းလို့ရပါပေါ့နော်정말 미안하지만 지금 내 코가 썩자예요ငါတကယ်ကိုအားနာပေမဲ့လေအခုငါနာရီက1မီတာလောက်ဖြစ်နေတယ်အခုငါကုတ်ငါတော့တိုင်ပတ်နေတာဟာငါတယောက်ထဲတောင်မှရှုပ်နေတာဟာအဲ့လိုမျိုးလေးညင်းတာပေါ့နော်ကို့မှာဘာလို့မှလည်းမရှိဘဲနဲ့ညင်းမယ်ဆိုရင်တော့သုံးလို့မရဘူးကိုကလည်းအလုပ်တွေရှုံနေမကူညီနိုင်ဘူးအဲ့လိုမျိုးမှညင်းလို့ရတယ်နော်ကိုနဲ့တငယ်ချင်းဆိုရင်တော့အနှိမ်သုံးလေးသုံးပြီးတော့နေခိုးကဆော့ကြရငါကငါတော့တိုင်ပတ်နေတာဟာငါကငါတော့ရှုံနေတာဟာအဲ့လိုမျိုးပြောလို့ရတယ်ကိုထက်အကြီးပေါ့နော်နည်းနည်းရင်းကြီးကြီးလေးညင်းချင်တယ်ဆိုရင်တော့ဂျဲခိုးကဆော့ကြရရောကျွန်တော်ရှုံနေတာဗျကျွန်တော်ကတော့တိုင်ပတ်နေတာဗျအဲ့ဒါကြောင့်မလို့မကူညီနိုင်သေးပါဘူးဗျအဲ့လိုမျိုးပေါ့နော်နေခိုကစော့ကြရဒါမှမဟုတ်ရင်ဂျဲခိုကစော့ကြရရောကဲဒါဆိုရင်여러분တို့ဒီစကားပုံလေးကိုအရန်သဘောကျမယ်လို့ဇေယျမျှော်လင့်ပါတယ်ဇေယျလည်းအရန်ကိုမှသဘောကျပါတယ်